ဇလန်အစမှာတော့စကိုင်းလို့ခေါ်တဲ့ထူးချွန်ထက်မြက်လုံးနဲ့စဖိုမှုကြီးတယောက်နဲ့မိတ်ဆက်ပေးပါရစေစကိုင်းရဲ့ဟင်းချက်လက်ရဟာဘလောက်တောင်ကောင်းတယ်လဲဆိုရင်ဝေးလံတဲ့အရက်ဒေတာတွေကလူတွေတောင်သူ့ဟင်းကိုမြည်ဆန်းကြည့်ဖို့အတွက်တကူးတကလာရောက်ကြရပါတယ်သူ့ရဲ့တင်းငယ်ပေမဲ့မော်ဆန်နဲ့စားတောက်ဆိုင်လေးရဲ့အပြင်ဘက်မှာတော့လူတွေဟာတန်းစီပြီးစိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြတာပေါ့သူ့ရဲ့ကြော်ကြားမှုဟာဘလောက်အထိပြန့်နှံ့သွားတယ်လဲဆိုရင်နာမည်ကြီးမီဒီယာဖွဲ့တွေကပါဒီလိုထူးခြားတဲ့အရာတွေကိုဖန်တီးနေတဲ့ပါရမီရှင်ကြောင်းရိုက်ကူးဖို့ပုံမှန်လာရောက်ကြပါတယ်စကိုင်းဟာရှေးကြတဲ့ရိုးရာနည်းစနစ်တွေမျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာတဲ့ဓာတ်အသုံးနှုန်းပညာရက်တွေကိုသုံးပြီးဟင်းချက်လေးရှိပါတယ်ဒီပညာရက်တွေဟာစိတ်ရှည်မှုနဲ့တိကျမှုကိုအဓိကထားရတာပါသူ့ရဲ့လက်လှုပ်ရှားမှုတိုင်းဟာကြည့်ရှုနေသူတွေကိုအားသင့်စေပါတယ်ပါဝင်ပစ္စည်းတွေကိုမယုံနိုင်စရာအရှိန်နဲ့လှိဖြတ်တာဟင်းအိုးတွေကိုတည်ငြိမ်စွာနဲ့ကင်တွယ်ပုံတွေဟာတကယ့်ကိုပညာရှင်ပြီးသလားပါတယ်ဒါပေမဲ့ဒီလိုပြည့်စုံလုံးတဲ့ပညာရက်တွေရဲ့နောက်ွယ်မှာတော့စကိုင်းအတွက်နာကျင်စရာကောင်းတဲ့ငယ်ဘဝအမတ်တရားတွေရှိနေခဲ့ပါတယ်စကိုင်းဟာငငယ်ကလေးကဟင်းချက်တာကိုဝါသနာပါခဲ့သူပါသူ့ဖခင်မစ္စတာကိုဟာလည်းအရန်ကိုတော်တဲ့စဖိုမှုတစ်ယောက်ဖြစ်ပါတယ်စကိုင်းအသက်10နှစ်အရွယ်မှာသူ့ဖခင်ဟာမိဖို့ချောင်းထဲမှာဘေးကနေရက်ပြီးသူ့ကိုဒေါသတကြီးနဲ့အမြဲအော်ဟစ်ကျိမ်းမောင်းလေးရှိပါတယ်မင်းဒီလောက်အရွယ်ရောက်လာပြီအခုထိခောက်ဆွဲတောင်ကောင်းကောင်းမလုပ်တတ်သေးဘူးလားဒီလိုနဲ့မင်းဘလို့လှုပ်စဖိုမှုကောင်းတစ်ယောက်ဖြစ်လာမှလဲဆိုတဲ့စကားလုံးတွေကစကိုင်းအတွက်တော့အရန်ကိုပြင်းထန်ခဲ့ပါတယ်ဖခင်ဖြစ်သူရဲ့စကားလုံးတွေကကြမ်းတမ်းခက်ထန်ပေမဲ့အဲ့ဒီတွန်းအားတွေကြောင့်ပဲစကိုင်းဟာအခုလိုတော်တဲ့စဖိုမှုတစ်ယောက်ဖြစ်လာဖို့ပိုပြီးစူးစမ်းဖြစ်ခဲ့တာပါပဲဒါပေမဲ့တနေ့မှာတော့ဘာတတိပေးချက်မှမရှိပဲမစ္စတာကိုဟာအိမ်ကနေထွက်သွားခဲ့ပါတယ်သူဟာကိုပိုင်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်တားဖြစ်သူကိုထားရစ်ခဲ့ပြီးဘယ်တော့မှပြန်မလာတော့ပါဘူးစကိုင်းခများရက်ပေါင်းများစွာလာပေါင်းများစွာစောင့်မျှော်ခဲ့ပေမဲ့အင်းရှိတကားကြီးကတော့ပြန်ပွင့်မလာခဲ့ပါဘူးဒီအထီးကျန်မှုတွေကသူ့နှလုံးသားမှာနှဆိုင်တဲ့ဒဏ်ရာတစ်ခုဖြစ်သွားစေခဲ့ပါတယ်ဒီနာကျင်မှုတွေကနေပဲစကိုင်းဟာကိုကျိန်ဆူခဲ့ပါတယ်တနေ့ကျရင်ငါဟာကဘာမှာအတော်ဆုံးစပုံမှုကြီးဖြစ်လာစေရမယ်လို့ပေါ့နှစ်တွေကြာလာတဲ့အခါမှာတော့အမှန်တရားကိုသူသိလိုက်ရပါတယ်သူ့ဖခင်ဟာတရုတ်ပြည်မှာဒန္တာရီလာစပုံမှုကြီးတယောက်ဖြစ်နေပါပြီနေရာတိုင်းမှာချီးကျူးခံနေရပြီးဟင်းချက်လောကရဲ့ဆရာသခင်လို့တောင်တင်စားခံနေရတာပါဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလောက်ကြော်ကြားနေတဲ့ဖခင်ဖြစ်သူဟာသူ့မှာတားတယောက်ရှိတယ်ဆိုတာကိုတခါမှထုတ်မပြောခဲ့တာပါပဲဒါကိုသိလိုက်ရတဲ့စကိုင်းရဲ့ဒေါသဟာပောက်ကွဲထွက်လူနေပါဖြစ်သွားပါတယ်အောင်မြင်မှုအတွက်နဲ့ကိုကလေးကိုစွန့်ပစ်ခဲ့တဲ့အဖေမျိုးကဘလို့လူစားလဲဆိုပြီးတော့ပေါ့လက်ရှိအချိန်မှာတော့သတင်းထောက်တွေကစကိုင်းရဲ့ဟင်းတွေကိုမြည်စမ်းဖို့စူးစမ်းကြပေမဲ့သူကတော့အထူးခွင့်ရေးပေးဖို့အေးအေးဆေးဆေးပဲညှင်းဆိုလိုက်ပါတယ်ငါဆိုင်မှာလာစားတဲ့သူတိုင်းဟာအတူတူပဲမင်းတို့လည်းတခြားသူတွေလိုတန်းစီရမယ်လို့သူကဆိုပါတယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကလူအုပ်ကြားထဲကနေတိုးထွက်လာပြီးဆိုင်ထဲကိုရိုင်းဆိုင်ဝင်လာပါတယ်စကိုင်းကချက်ချင်းပဲသူ့ကိုတားပြီးတန်းပြန်စီဖို့ပြောလိုက်တဲ့အခါမှာတော့အရှက်ရသွားတဲ့အဲ့ဒီလူကမင်းရဲ့ဆိုင်ကိုပြုပြင်ရေးလုပ်ဖို့အတွက်အပိတ်ခံရအောင်ငါလုပ်ဖြစ်မယ်ဆိုပြီးပြောင်တင်းချင်းချောက်လိုက်ပါတော့တယ်မင်းရဲ့ဆိုင်ကိုပိတ်ပြုံတင်မကဘူးမင်းရဲ့ဘဝပါပြီးသွားစေရမယ်လို့အော်ဟစ်ချင်းချောက်နေပေမဲ့စကိုင်းကတော့နည်းနည်းလေးတောင်တုံးလုံးမသွားပါဘူးသူဟာအဲ့ဒီလူကိုဆိုင်ထဲကနေအချိန်ဆွဲမနေပဲချက်ချင်းပဲအပြင်ကိုမောင်းထုတ်ပစ်လိုက်ပါတယ်တစ်ဖက်မှာလည်းအလွန်ကျွမ်းကျင်တဲ့စဖိုမှုတယောက်ရှိနေပြန်ပါတယ်သူကတော့ရုပ်ရည်ချုံမောပြီးနာမည်ကျော်ကြားတဲ့အချက်ပြုတ်ပညာရှင်ပေါ်ပဲဖြစ်ပါတယ်စကိုင်းရဲ့ရိုးရာနည်းစနစ်တွေကိုအသားပေးတယ်လို့မျိုးမဟုတ်ပဲပေါ်ကတော့ခင်မီနည်းပညာတွေအနောက်တိုင်းစတိုင်အမြင်အာရုံဆွဲဆောင်မှုတွေကိုအဓိကထားတဲ့ပညာရှင်တယောက်ပါပေါ်ဟာတာမန်လူတွေအတွက်ဟင်းမချက်ပါဘူးသူကတော်ဝင်မိသားစုဝင်တွေနဲ့အထက်တန်းလွာတွေအတွက်ပဲတည်တံ့ချက်ပြုတ်ပေးတဲ့သူပါသူ့ရဲ့လက်ထောက်ကတော့သူ့ရဲ့ချစ်သူမာယိုပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့လက်ရာတွေဟာပြင်သစ်တော်ဝင်မိသားစုကိုတော့အကြိုက်တွေ့စေခဲ့တာပါပြင်သစ်ကကုမ္ပဏီကြီးတစ်ခုကသူ့ကိုခေါင်းဆောင်စဖို့မှုအဖြစ်ကမ်းလှမ်းခဲ့ပေမဲ့ပေါ်ကညှင်းပယ်ခဲ့ပါတယ်တရုတ်ပြည်ကိုပြန်ရောက်လာတဲ့ပေါ်ဟာလက်ဆက်တဲ့ငါးဝယ်ဖို့ဈေးကိုသွားခဲ့ပါတယ်သူကဆိုင်ရှင်ကိုအကြီးဆုံးငါးပေးဖို့တောင်းဆိုပေမဲ့ဆိုင်ရှင်ကမရှိဘူးလို့ညင်းလိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာစကိုင်းရောက်လာတဲ့အခါမှာတော့ဆိုင်ရှင်ကအကြီးဆုံးငါးကြီးကိုချက်ချင်းထုတ်ပေးလိုက်တာပေါ့ဒါကိုမြင်သွားတဲ့ပေါ်ကဒေါသတကြီးနဲ့တွားရောက်ရင်ဆိုင်ပါတော့တဲ့ဆိုင်ရှင်ခမများမှာလည်းဖောက်တင်ဟောင်းကိုလည်းမဆုံးရှုံးချင်တာကြောင့်နောက်ဆုံးတော့ငါးကြီးကိုနှစ်ချမ်းခွဲပြီးတယောက်တစ်ဝက်စီပေးလိုက်ရပါတယ်မကြခင်မှာပဲပေါ်ဟာသူ့ရဲ့စားတောက်ဆိုင်တစ်ကြီးကိုခန္ဓာထဲဝါစွာဖွင့်လှစ်လိုက်ပါတယ်ဆိုင်ရဲ့အပြင်းစင်တွေကအရန်ကိုစိန်ကြပြီးဈေးကြီးတဲ့ပရိဘောဂတွေနဲ့ပြည့်နေနေတာပါဧည့်သည်တွေလည်းတန်းစီနေကြတာပေါ့ဒါပေမဲ့ပြဿနာကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့စကိုင်းရဲ့ဆိုင်ဟာလမ်းရဲ့တစ်ဖက်တစ်မှာရှိနေတာပါပဲဧည့်သည်တွေကပေါ်ရဲ့ဆိုင်ဘက်ကိုပဲအုံနဲ့ကျင်းနဲ့တွားနေတာကိုကြည့်ပြီးစကိုင်းရဲ့တငယ်ချင်းကဆိုင်ပြင်ထွက်ကအတန်ကုန်အော်ပြီးကြီးညာလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဆိုင်မှာအရာအလုံးကို90%နဲ့ရောင်းပေးမယ်ပြောလို့ပေါ့ဒီသတင်းကိုကြားတာနဲ့လူအုပ်ကြီးကချက်ချင်းလမ်းကြောင်းပြောင်းပြီးစကိုင်းရဲ့ဆိုင်ထဲကိုတိုးဝင်သွားကြပါတော့တယ်ဒါကိုမြင်တဲ့ပေါ်ကစိတ်တူသွားတယ်လို့သူတို့အဖွဲ့နှစ်ဖွဲ့ကြားမှာလည်းအခြေအတင်စကားများကြရာကနေတင်းမာမှုတွေမြင့်တက်လာပါတယ်နောက်ဆုံးမှာတော့အချက်ပြုတ်လောကရဲ့ထိပ်သီးနှစ်ယောက်ဖြစ်တဲ့စကိုင်းနဲ့ပေါ်တို့ဟာတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရက်လိုက်ကြပါပြီပတ်ဝန်းကျင်ကလူတွေကသူတို့ကိုရန်ဖြစ်နေမဲ့အစားအရေးချင်းပြိုင်ဆိုင်ဖို့အကြံပြုကြပါတယ်စဖိုမှုအချင်းချင်းအချက်ပြုတ်နဲ့စိန်ခေါ်ခိုင်းတာပေါ့အစမှာတော့နှစ်ယောက်စလုံးကညှင်းဆိုခဲ့ကြပေမဲ့လူအုပ်ကြီးရဲ့ဖိအားပေးမှုကြောင့်နောက်ဆုံးမှာတော့သဘောတူလိုက်ကြပါပြီလမ်းမလည်မှာတင်လူပေါင်းရှိမှာဒရမာဆန်ဆန်ငားလွာတဲ့ပြိုင်ပွဲကြီးစတင်ပါတော့တဲ့ပေါ်ကအရင်စတင်ပြီးသူ့ရဲ့ခင်မီလှပတဲ့ဥရောပစတိုင်နီးစနစ်တွေကိုထုတ်ပြလိုက်ပါတယ်သူဟာငားရိုးတွေကိုတစ်ချောင်းချင်းစီတိကျတေချာစွာဖယ်ရှားပစ်ပြီးတန့်စင်သွားတဲ့ငားသားကိုစကိုင်းစီကိုလှမ်းပစ်ပေးလိုက်ပါတယ်
စကိုင်းကလည်းအလိုက်တစ်ဖမ်းယူလိုက်ပြီးမယုံနိုင်စရာကောင်းတဲ့အရှိန်အဟုန်နဲ့စတင်ပြီးဖြစ်ပါတော့တယ်သူ့ရဲ့ပုံစံကတော့ရှေးကြတဲ့ရိုးရာစတိုင်ဖြစ်ပေမဲ့ထက်မြက်တဲ့တက်ရက်တဲ့အမှုပညာဆန်ပါတယ်စက္ကန့်ပိုင်းတွင်းမှာလည်းငါးရေခွန်ကိုခွာချလိုက်ပြီးအသားလွှာတွေကိုအချိုးစားကြကြလှိဖြက်ကအားလုံးကမြင့်တက်သွားရလောက်တဲ့အထိကျွမ်းကျင်မှုကိုထုတ်ပြလိုက်ပါတယ်လူအုပ်ကြီးစီကလက်ခုပ်တံတွေလည်းဟိမ့်ထွက်သွားတာပေါ့ပေါ်ရဲဆိုင်ကအထူးဧည့်သည်တော်ကြီးကရှေ့ထွက်လာပြီးဒီစပူမှုနှစ်ယောက်စလုံးဟာနိုင်ငံတကာချက်ပြုတ်ပြန်ပွဲကြီးမှာဝင်ပြိုင်နိုင်တဲ့အရေးချင်းရှိတယ်လို့ကြေညာလိုက်ပါတယ်သူတို့နှစ်ယောက်ကိုလက်ဆွဲနှုတ်ဆက်ခိုင်းတဲ့အခါမှာတော့တင်းမာမှုတွေရှိနေသေးပေမဲ့နှစ်ယောက်စလုံးလက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်ဒါပေမဲ့နောက်ပိုင်းမှာပြုလုပ်တဲ့အင်တာဗျူးမှာတော့ပေါ်ကယုံကြည်မှုအပြည့်နဲ့အခုလိုပြောလိုက်ပါတယ်တရုတ်ပြည်ကလူတွေဟာအခုထိရှေ့ခေတ်ဟောင်းထဲမှာပဲပိတ်မိနေကြတော့မယ်တဲ့သူတို့တွေကခင်မီတဲ့ဟင်းချက်နီးစနစ်တွေကိုနားမလည်ကြဘူးဒါကြောင့်လည်းသူတို့ကိုတင်ပြပေးဖို့ငါပြန်လာခဲ့တာဆိုတဲ့ပေါ်ရဲ့အင်တာဗျူးစကားတွေကိုစကိုင်းကသူ့ဆိုင်ထဲကနေကြည့်နေပါတယ်စကလုံးတိုင်းကသူ့ကိုစော်ကားလိုက်တယ်လို့ခံစားရပြီးရင်ထဲမှာဒေါသတွေတလိမ့်လိမ့်တက်လာပါတော့တယ်ပေါ်ရဲ့ရေတင်းလာတဲ့ထုတ်ဖော်ပြောဆိုချက်တွေဟာသတင်းကောင်းကြီးပိုင်းတွေမှာနေရာယူလာပြီးစပူမှုနှစ်ယောက်ကြားကတင်းမာမှုဟာလည်းပောက်ကွဲလူနီးပါဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာလည်းသတင်းထောက်တွေကမစ္စတာကိုစီချင်းကပ်ပြီးစကိုင်းကြောင်မေးမြန်းကြပါတယ်သူတို့နှစ်ယောက်ဟာမျိုးရိုးအမိလဲတူတလို့ရုပ်ချင်းလဲဆင်နေတာကိုထောက်ပြကြတာပါဒီမေကုန်းကမစ္စတာကိုအကြီးကျယ်စိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်သူကအေးဆက်တဲ့မျက်နှာထားနဲ့ငါမှသားမရှိဘူးလို့ပြက်ပြက်တသားညင်းဆိုပြီးထွက်ခွာသွားတာကြောင့်သတင်းထောက်တွေအားလုံးမှင်တက်ကြံရစ်ခဲ့ရပါတယ်တနေ့မှာတော့ပေါ်ရဲ့ချစ်သူမာယိုဟာစကိုင်းရဲ့ဆိုင်ကိုရောက်လာပြီးပေါ်ရဲ့ဆိုင်မှာညစာစားဖို့ရင်ကြီးကြီးဖိတ်ကြားခဲ့ပါတယ်စကိုင်းဟာခဏတာတွေဝေသွားပေမဲ့နောက်ဆုံးမှာတော့သဘောတူလိုက်ပြီးသူ့တငယ်ချင်းနဲ့အတူပေါ်ရဲ့ခဏတဲ့စားတောက်ဆိုင်စီကိုရောက်သွားခဲ့ပါတယ်မာယိုကဟင်းပွဲနှစ်ပွဲကိုချပြပါတယ်တပွဲကတော့နုညံ့တဲ့ပုံဖော်မှုတွေနဲ့ပြုလုပ်ထားတဲ့ကြက်ဥဟင်းပွဲဖြစ်ပြီးနောက်တစ်ပွဲကတော့ထူးဆန်းတဲ့အပင်ပုံတံဖန်တီးမှုတစ်ခုပါအဲ့ဒီအပင်ပေါ်ကိုရေလောင်းချလိုက်တဲ့အခါမှာတော့အပင်ဟာတက်ရှိတစ်ခုလိုမျိုးရေမျက်နှာပြင်ပေါ်ကိုပွင့်အံတက်လာပါတယ်ဒါဟာခင်မီနည်းပညာတွေနဲ့ပေါင်းစပ်ထားတဲ့အမှုပညာပဲဖြစ်ပါတယ်စကိုင်းဟာကြက်ဥဟင်းပွဲကိုအရင်မြည်စမ်းကြည့်လိုက်ပါတယ်အရသာကနူးညံ့ပြီးကြွယ်ဝယုံတင်မကပဲအချိုးစားကလည်းတကယ်ကိုပြည့်စုံလွန်းလာပါတယ်အဲ့ဒီအချိန်မှာပဲမာယိုကစကိုင်းနာကိုတိုးကပ်လာပြီးခနဲ့တဲ့အပြုံးနဲ့ပြောလိုက်ပါတယ်ရှင်ဒီလိုဟင်းမျိုးတစ်ခါမှမမြင်ဘူးမဟုတ်လားအခုမြင်နေရတဲ့ဟင်းပွဲကပေါ်ကိုစုတွေအများကြီးရစေခဲ့တဲ့ဖန်တီးမှုပဲလေတဲ့သူမရဲ့စကလုံးတွေကစကိုင်းရဲ့နားထဲမှာပဲ့တင်ထက်သွားပါတော့တယ်စကိုင်းဟာဇုံးကိုအသားရချလိုက်ပြီးပေါ်ဆောင်နေတဲ့မိဖို့ချောင်းစီကိုတင်းငင်စွာနဲ့ရှောက်သွားလိုက်ပါတယ်ပေါ်ကတော့သူ့ကိုစောင့်နေခဲ့တယ်လို့မျိုးခနဲ့တဲ့အပြုံးနဲ့ကြည့်နေတာပေါ့မင်းကငါ့ထပ်ပို့တော်တယ်ဆိုတာတက်တည်ပြခြင်းလို့လားလို့ပေါ်ကပေါ့ပေါ့ပပပဲမေးလိုက်ပါတယ်စကိုင်းကဘာမှပြန်မပြောပဲရှေ့တိုးလာပြီးဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတော့တယ်စကိုင်းဟာပါဝင်ပစ္စည်းတွေကိုယူပြီးသူ့ရဲ့ရိုးရာနည်းစနစ်တွေအတိုင်းစိတ်ပါလက်ပါနဲ့အသေးစိတ်ချက်ပြုတ်နေပါတယ်တစ်ဖက်မှာတော့ပေါ်ကခင်မီစက်ကရိယာတွေအစစ်မြင့်နီလန်းတွေကိုတုံးပြီးပုံမြန်တဲ့အချိန်နဲ့လှုပ်ရှားနေတာပါမိနစ်ပိုင်းတွင်းမှာတင်ပေါ်ဟာစကိုင်းပြင်ဆင်နေစေဖြစ်တဲ့ဟင်းပွဲမျိုးကိုပဲအရင်ဦးအောင်အပြီးချက်ပြလိုက်ပါတယ်သူကသူ့ရဲ့ဟင်းပွဲကိုစကိုင်းစီကမ်းပေးရင်းမြည်ကြည့်လိုက်ဦးလို့ဆိုပါတယ်စကိုင်းဟာအဲ့ဒီဟင်းပွဲကိုမြည်ကြည့်လိုက်တာနဲ့ဒါဟာတကယ်ကိုထူးချွန်တဲ့လက်ရမှန်းချက်ချင်းသိလိုက်ရပြီးဘာစကားမှမပြောဘဲဆိုင်ထဲကနေထွက်သွားပါတော့တယ်စကိုင်းထွက်သွားပြီးတဲ့နောက်မှာတော့ပေါ်ဟာစကိုင်းချက်ထားခဲ့တဲ့ဟင်းပွဲကိုခိုးပြီးမြည်စမ်းကြည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာကျင်းတဲ့အပြုံးနဲ့သူတကယ်တော်တာပဲလို့တိုးတိုးလေးရေရွတ်လိုက်ပါတယ်တစ်ဖက်မှာတော့စကိုင်းဟာသူ့ဆိုင်ထဲမှာတယောက်တည်းထိုင်နေရင်ဖခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အတန်ကြီးကိုပြန်ကြားနေရပါတယ်မင်းဟာဘယ်တော့မှစဖို့မှုကောင်းတယောက်ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့စကားလုံးတွေကသူ့ကိုထပ်ပြီးနာကျင်စေပြန်ပါတယ်အဲ့ဒီအချိန်မှာပဲစကိုင်းရဲ့ဖခင်ဟာသူ့ကိုငငယ်ကလေးကစောက်ရှောက်လာခဲ့တဲ့တငယ်ချင်းဟောင်းစီကိုရောက်လာပါတယ်ဟောင်းဟာစကိုင်းကိုသူ့သားရင်းလိုချစ်တဲ့စိတ်နှလုံးကောင်းရှိတဲ့စဖို့မှုကြီးတယောက်ပါမစ္စတာကိုကစကိုင်းနဲ့တွေ့ချင်တယ်လို့ပြောတာကြောင့်ဟောင်းကချက်ချင်းဖုန်းဆက်ခေါ်လိုက်ပါတယ်စကိုင်းရောက်လာပြီးသူ့အဖေကိုမြင်လိုက်ရတဲ့အချိန်မှာတော့တကူလုံးတောင့်တင်းသွားပါတော့တယ်နှစ်တွေသာကြာသွားပေမဲ့နာကျင်မှုတွေကတော့မပြည့်သေးပါဘူးမစ္စတာကိုကစကားပြောဖို့ကြိုးစားပေမဲ့စကိုင်းကပဲဖျက်ပြောလိုက်ပါတယ်ကျွန်တော်ကခမည်းသားမဟုတ်ပါဘူးအဲ့ဒါခမည်းပဲအင်တာဗျူးမှာပြောခဲ့တာမဟုတ်ဘူးလားလို့ပြောလိုက်ပါတယ်မစ္စတာကိုဟာလက်ပိုက်လိုက်ပြီးမာနအပြည့်နဲ့ပြန်ပြောလိုက်တာကတော့ငါ့ကိုကြည်စမ်းကဟာအောင်မြင်နေတဲ့သူတယောက်ကမ္ဘာအကောင်းဆုံးစဖို့မှုစုကိုနှစ်ကြိမ်တောင်ရထားတာမင်းကရောမင်းကတော့လမ်းဟောင်းကြီးပေါ်ကစိုင်းတေးသေးလေးမှာဟင်းချက်နေတဲ့တာမန်စားဖို့မှုလေးတယောက်ပဲရှိသေးတဲ့မင်းကနဲ့တန်းတူရဲ့ချင်းရင်အရင်ဆုံးမင်းကိုမင်းတက်တည်ပြလိုက်ဦးဖခင်ဖြစ်သူရဲ့ဒီစကားကြောင့်စကိုင်းရဲ့အသက်ရှူတန်တွေဟာဒေါသကြောင့်တုံ့ရင်နေပါတယ်ကျွန်တော်တက်တည်ပြမှာပါဒါပေမဲ့မှတ်ထားပါအောင်မြင်မှုဆိုတာရက်ဆက်ဖို့မလိုတလို့မာနကြီးဖို့လည်းမလိုဘူးဆိုတာကိုပေါ့အဲ့ဒီလမ်းကြားလေးတွေကစဖို့မှုလေးဟာတနေ့မှာကမ္ဘာအတော်ဆုံးဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ခမည်းလိုမာနမျိုးနဲ့တော့မဟုတ်ဘူးသူဟာဒီစကားကိုပြောပြီးအဖေဖြစ်သူရှိကနေလှည့်ထွက်လာခဲ့ပါတော့တယ်မကြခင်မှာပဲလူတိုင်းစောင့်မျှော်နေတဲ့နိုင်ငံတကာအချက်ပြုတ်ပြန်ပွဲကြီးစတင်ပါတော့တယ်ကမ္ဘာတဝန်းကနာမည်ကြီးတိုင်လူကြီးတွေဟာစဖို့မှုတွေကိုအမှတ်ပေးဖို့အစဉ်သင့်ဖြစ်နေကြပါပြီပွဲကြည့်စဉ်ပေါ်မှာတော့စကိုင်းရဲ့တငယ်ချင်းတွေကအားတက်တယ်ရောအော်ဟစ်အားပေးနေကြတာပေါ့စိန်ခေါ်မှုစတင်လိုက်တဲ့အခါမှာတော့စကိုင်းကအရင်ဆုံးရှေ့ထွက်လာပါတယ်သူဟာကြက်တကောင်လုံးကိုယူလိုက်ပြီးရှေးဟောင်းနည်းစနစ်တစ်ခုကိုထုတ်ပြလိုက်ပါတယ်အဲ့ဒါကတော့ကြက်ရည်ခွန်ကိုမပြတ်စည်းစေပဲအယိုးနဲ့အသားကိုတီးတန့်စီခွဲထုတ်လိုက်တာပါပဲဒီမြင်ကွင်းကိုကြည့်ပြီးပွဲကြည့်ပရိသတ်တွေတင်မကပဲဒိုင်လူကြီးတွေပါမင်းတက်သွားပြီးသူ့ရဲ့တိကျမှုကိုတေချာကြည့်ဖို့ရှေ့ကိုကိုင်းညွတ်လာကြပါတယ်စကိုင်းဟာသူ့ရဲ့ရိုးရာဟင်းချက်စတိုင်တိုင်းအသေးစိတ်ချက်ပြုတ်နေပါတယ်တစ်ဖက်မှာတော့ပေါ်ကခင်မီစက်ကရိယာတွေနဲ့နီးပညာတွေကိုတုံးပြီးစကိုင်းထက်အရင်ဦးအောင်အပြီးချက်ပြလိုက်ပြန်ပါတယ်
ပေါ်ဟာမယုံနိုင်စရာကောင်းတဲ့စံချိန်တင်ချိန်တွင်းမှာပဲနူးညံ့လှပတဲ့အချိုးပွဲတစ်ပွဲကိုဖန်တီးပြီးပြင်ဆင်ပြသလိုက်ပါတယ်။တစ်ဖက်မှာတော့စကိုင်းဟာသူ့အတွက်သတ်မှတ်ပေးထားတဲ့အချိန်ကိုစက္ကန့်မကျန်အပြည့်အဝအသုံးချခဲ့ပါတယ်။သူ့ရဲ့ဟင်းပွဲမှာတော့နက်နဲမှုခံစားချက်နဲ့တမိုင်းကြောင်းတွေတင်းရောက်နေတာပေါ့။ဒိုင်လူကြီးတွေမြည်စမ်းကြည့်တဲ့အခါမှာတော့နှစ်ပွဲစလုံးရဲ့အရသာကအံ့ဩစရာကောင်းလောက်အောင်တူညီနေပြီးအမှတ်တွေကလည်းတည်ရဖြစ်နေပါတယ်။ဒါပေမဲ့စုကတယောက်တည်းပဲရရမှာပါဒိုင်လူကြီးတယောက်ကရှေ့ထွက်လာပြီးဟင်းချက်ချင်းဟာအမှုပညာတစ်ခုဖြစ်တယ်လို့အမှုပညာဆိုတာအချိန်ကိုလည်းလေးစားရမယ်လို့ဆိုကတတ်မှတ်ချိန်ထက်စောပြီးပြီးစီးခဲ့တဲ့ပုံကိုအနိုင်ပေးလိုက်ပါတော့တယ်စကိုင်းဟာလက်ခုပ်တန်တွေကြားမှာဘာစကားမှမပြောဘဲတိတ်ဆိတ်စွာရက်နေခဲ့ပါတယ်သူ့နှလုံးသားတစ်ခုလုံးဟာလာဟင်းလင်းဖြစ်သွားတယ်လို့ခံစားလိုက်ရတာပေါ့အိမ်မှာကြံရစ်ခဲ့တဲ့ဦးလေးဟောင်ကတော့ဒီမြင်ကွင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ်စကိုင်းဟာရက်တော်ကြာပျောက်ကွယ်သွားပြီးသူ့ဆိုင်ကိုပါပစ်ထားကဗီဒီယိုဂိမ်းတွေပဲစော်ရင်းအရှုံးထဲမှာနင်မိုးနေခဲ့ပါတယ်တနေ့မှာတော့ဦးလေးဟောင်ကသူ့အခန်းထဲဝင်လာပြီးဂိမ်းခလုတ်ကိုယူကအတူတူစော့ပေးခဲ့ပါတယ်စကိုင်းဂိမ်းနိုင်သွားတဲ့အခါမှာတော့ဦးလေးဟောင်ကနှွေးထွေးစွာပြုံးပြီးနိုင်တာနဲ့ရှုံးတာဆိုတာလာလိုက်သွားလိုက်ပါပဲတခါရှုံးတာကနောက်တစ်ခါထပ်မနိုင်တော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးနောက်ပွဲအတွက်ကိုပြင်ဆင်မှမင်းသွားရမယ့်လမ်းကအဝေးကြီးကြံသေးတယ်လို့အားပေးစကားပြောလိုက်ပါတယ်ဒီတော့မှပဲအမှန်တရားကိုသိလိုက်ရတာကဦးလေးဟောင်ဟာစကိုင်းတို့ဆိုင်ရဲ့တကယ်ပိုင်ရှင်ဖြစ်တယ်လို့လမ်းပေါ်ကကလေးလေးတယောက်ကိုဘဝရည်မှန်းချက်ရှိအောင်စောင့်ရှောက်ခဲ့တဲ့ကျေးဇူးရှင်ကြီးဖြစ်နေတာပါသူဟာစကိုင်းနဲ့သူ့တငယ်ချင်းတွေကိုချစ်လွန်းလို့အိမ်တော်မပြုဘဲသူတို့အတွက်ပဲဘဝကိုမြုပ်နှံထားခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာတော့ပေါ်ဟာသူ့အဖွဲ့သားတွေနဲ့အတူအောင်ပွဲခံနေပါတယ်ဒါပေမဲ့ပျော်ရွှင်မှုတွေကကြာရှည်မခံပါဘူးပေါ်ရဲ့ပါတနာကသူ့ကိုဘေးခေါ်ထုတ်ပြီးတုံ့လှုပ်စရာကောင်းတဲ့သတင်းတစ်ခုပြောပြလိုက်ပါတယ်နောက်ပြန်ပွဲမှာအတင်းကိုစပူမှုနှစ်ယောက်စီပြန်ရမယ်မာယိုကခေါင်းဆောင်စပူမှုဖြစ်ပြီးမင်းကသူမရဲ့လက်ထောက်လုပ်ရမယ်သူမကလှတော့ဆိုင်အတွက်ပို့ပြီးလူစိတ်ဝင်စားခံရမယ်တဲ့ဒီစကားကြောင့်ပေါ်ဆုံသွားပါတယ်မာယိုကငါလက်ထောက်ပဲလေသူမမှာနိုင်ငံတကာအဆင့်တိုင်ဆိုင်နိုင်တဲ့လေ့ကျင့်မှုနဲ့ဤစနစ်တွေမရှိဘူးလို့ပေါ်ကကန့်ကွက်ပေမဲ့အဲ့ဒီအချိန်မှာပဲမာယိုကအေးဆက်တဲ့မျက်နှာထားနဲ့စုပြုတ်နှစ်ပွဲကိုသူ့ရှိမှလာချပေးလိုက်ပါတော့တယ်မြည်ကြည့်လိုက်ဦးလို့သူမကအေးစစ်စစ်ပဲပြောလိုက်ပါတယ်ဘဲဘက်ကန်ကပုံကန်တလဲဆိုတာငါ့ကိုပြောပြပေါ်ဟာခိတ္တတွေဝေသွားပြီးမှဇုံးကိုယူကစုပြုတ်တငုံတောက်လိုက်ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုသူ့တောင့်တင်းသွားပြီးမျက်နှာတစ်ခုလုံးတွေးဆုပ်ဖြူလျော်သွားပါတော့တယ်မာယိုကသူ့ကိုစူးစူးဆိုင်ကြည့်ရင်ရှင်မခွဲခြားတတ်ဘူးမဟုတ်လားလို့မေးလိုက်ပါတယ်ရှင်ကတော်တဲ့စပူမှုတယောက်ပါပေါ်ဒါပေမဲ့ရှင်မှာအရသာခံနိုင်စွမ်းမရှိဘူးအစားတော့ရဲ့အရသာကိုမသိတဲ့သူဟာဒီပြိုင်ပွဲမှာဘာမှမဟုတ်တော့ဘူးလို့သူမကဆိုပါတယ်အဲ့ဒီနောက်မှာတော့မာလိုဟာသူမရဲ့အိတ်ထဲကနေပေါ်အသက်ထက်မြက်လို့ရတဲ့ဟင်းချက်နီးမတန်းစာအုပ်ကိုထုတ်လိုက်ပါတယ်ဒီစာအုပ်တာရှိရင်ဘသူမဆိုရှင့်လိုဟင်းမျိုးချက်လို့ရတယ်ရှင်ကအစားထိုးလို့ရတဲ့သူပဲကျမတို့ရှင့်ကိုမလိုတော့ဘူးလို့သူမကအေးဆက်စွာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပေါ်ရဲ့ပါတနာဖြစ်သူကခန်းနေတဲ့အပြုံးနဲ့ရှေ့ထွက်လာပြီးတော့ရှင့်မှာရေးစားလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့သူမကငါ့ကိုချစ်သွားပြီလေလို့ထက်လောင်းပြောဆိုလိုက်ပါတယ်မာယိုကတော့အနှဲငယ်များနောင်တရရေးမပြပဲရှင်ကကျမရှင်ကိုတကယ်ချစ်လို့အနားမှနေတယ်ထင်နေတာလားကျမကနိုင်ငံတကာပြိုင်ပွဲဝင်ချင်လို့ရှင်ကိုတုံးခဲ့တာပဲလို့ပြောလိုက်ပါတော့တယ်ဒီသစ္စာဖောက်မှုဟာပေါ်ရဲ့ရင်ကိုမုံတိုင်းတစ်ခုလိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားပါတယ်သူ့လက်တွေဟာတုံရီနေပြီးနှလုံးတစ်ခုလုံးနာကျင်လို့အသက်ရှူရတာတောင်ခက်ခဲနေပါပြီသူဟာဘာစကားမှပြန်မပြောနိုင်တော့ပဲအမောင်ထုတဲကိုတိတ်ဆိတ်စွာရှောက်ထွက်လာခဲ့ပါတော့တယ်လမ်းဘေးပလက်ဖောင်းပေါ်မှာတယောက်တည်းထိုင်ရင်းအရက်ကိုအသိစိတ်မဲ့စွာတောက်နေတဲ့ပေါ်ရဲ့မျက်ဝန်းတွေဟာမျက်ရည်တွေကြောင့်ဝေဝါးနေပါတယ်အောင်နိုင်သူတယောက်ရဲ့ဂုံတိတ်ခါတွေအစားအခုတော့သူဟာအရာအလုံးဆုံးရှုံးသွားတဲ့လူတယောက်လိုပါပဲအဲ့ဒီအချိန်မှာပဲစကိုင်းဟာသူ့ကိုတွေ့သွားပြီးဘေးနားမှာဝင်ထိုင်လိုက်ပါတယ်မင်းပြိုင်ပွဲကိုလာမလားလို့စကိုင်းကအေးအေးဆေးဆေးပဲမေးလိုက်ပါတယ်ဒါမှမဟုတ်ဒီမှာပဲတနေကုန်ထိုင်တောက်နေတော့မှလားဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ပေါ်ဟာစိတ်ဓာတ်တွေအကုန်ပြိုလဲသွားပြီးသူ့ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကိုဝန်ခံလိုက်ပါတော့တယ်ငါဘာရတာမှမခံနိုင်တော့ဘူးလို့သူကရှိုက်ကြီးတင်နေပြောလိုက်ပါတယ်ဒါပေမဲ့စကိုင်းကတော့သူ့ကိုအထင်မသေးတဲ့အပြင်နားလည်ပေးတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်ပေါ်ဟာသူ့ရဲ့လှုပ်ဝက်ချက်ကိုဖွင့်ရင်းအနားမှာကတ်ထားတဲ့မစ္စတာကိုရဲ့ပိုစတာကိုမော့ကြည့်လိုက်ပါတယ်အဲ့ဒီလူဟာငါရဲ့စံပြပုဂ္ဂိုလ်ပဲတနေ့မှာငါဟာသူ့လိုမျိုးဆရာသခင်စပူမူကြီးဖြစ်လာခြင်းခဲ့တာလို့သူကဆိုပါတယ်ဒီစကားကိုကြားတဲ့အခါမှာတော့စကိုင်းဟာတက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးသူ့ရဲ့အနက်ဆိုင်ဆုံးအမှန်တရားကိုပထမဆုံးအကြိမ်ထုတ်ပြောလိုက်ပါတော့တယ်အဲ့ဒီလူဟာငါရဲ့အဖေရင်းမဲ့တဲ့ပေါ်ဟာအစမှာတော့မယုံနိုင်အောင်ဖြစ်သွားပေမဲ့စကိုင်းကသူ့ကိုစွန့်ပစ်ခဲ့ပုံတွေနာကျင်ခဲ့ရတဲ့နှစ်ပေါင်းများစွာအကြောင်းရှင်းပြတဲ့အခါမှာတော့ဒီအမှန်တရားရဲ့အလေးပင်ကိုခံစားလိုက်ရပါတယ်သူဟာအတ္တကြီးတဲ့သူပဲကိုသားသမီးကိုစွန့်ပစ်ပြီးမှဒီလိုဂုံတိတ်ခါတွေကိုတိဆောက်ခဲ့တာငါသူ့ကိုအနိုင်ယူခြင်းနဲ့လမ်းဘေးကစဖိုးမှုလေးတစ်ယောက်ဟာဒန္နာရီလို့အမိခံထားတဲ့သူထက်ပိုတော်နိုင်တယ်ဆိုတာငါတက်တည်ပြခြင်းနဲ့လို့စကိုင်းကဆိုပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာဖန်ပလင်းတစ်လုံးကိုကောက်ယူပြီးအဲ့ဒီပိုစတာကိုလှမ်းပေါက်လိုက်ကြပါတယ်ပလင်းကွဲသွားတဲ့အတန်နဲ့အတူသူတို့နှစ်ယောက်ဟာပထမဆုံးအကြိမ်ဖြစ်အတူတူရင်မောလိုက်ကြပါတော့တယ်နာကျင်မှုချင်းတူနေတဲ့လူနှစ်ယောက်ဟာအခုတော့တငယ်ချင်းအရင်ချာတွေဖြစ်သွားကြပါပြီဒါပေမဲ့အေဂျင့်မှုကခဏပါပဲပေါ်ရဲ့ပါတနာဟောင်းတွေဟာမမျှော်လင့်ထားတဲ့လူတစ်ယောက်နဲ့အတူစကိုင်းတို့ဆိုင်ကိုရောက်လာကြပါတယ်။အဲ့ဒီလူကတော့ဇလန်းအစမှာစကိုင်းဆိုင်ထဲကနေမောင်းထုတ်လိုက်တဲ့လူပဲဖြစ်ပါတယ်။သူတို့အားလုံးပေါင်းပြီးအဆောက်အဦတစ်ခုလုံးကိုဝယ်လိုက်ကြပြီဖြစ်လို့ဒီဆိုင်ကိုအခုချက်ချင်းဖယ်ပေးဖို့လာရောက်နေထုတ်တာပါ။ဒီဆိုင်ကိုဖျက်ဆီးပြီးအစ်စ်ပြန်ဆောက်တော့မှမို့လို့အခုချက်ချင်းထွက်သွားကြတော့ဆိုတဲ့စကားကြောင့်ဦးလေးဟောင်နဲ့တငယ်ချင်းတွေအားလုံးဒေါသထွက်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲစကိုင်းနဲ့ပေါ်တို့နှစ်ယောက်ဟာအချိန်ကပ်ရောက်ရှိလာပါတော့တယ်
ပေါ်ဟာသူ့ရဲ့ပါတနာဟောင်းရှိကိုတည်ငြိမ်တဲ့ဒေါသတွေနဲ့တိုးသွားပြီးနောက်ပြန်ပွဲမှာ9ရဲ့တွဲဖက်ဟာမာယိုမဟုတ်ဘူးစကိုင်းဖြစ်လိမ့်မယ်လို့ရဲရဲဝံ့ဝံ့ကြေညာလိုက်ပါတယ်ဒါကိုကြားတော့ပါတနာဖြစ်သူကနှာခေါင်းရှုံပြီးငါတို့ပြောတယ်လို့မလုပ်ရင်မင်းရဲ့အသက်မွေးဝမ်းကြောင်းကိုငါတို့ဖျက်ဆီးပစ်မယ်လို့ချင်းချောက်လိုက်တာပေါ့ဒါပေမဲ့သူစကားတောင်မဆုံးသေးခင်မှာပဲပေါ်ရဲ့လက်တီးကအဲ့ဒီလူရဲ့နှာခေါင်းတက်တဲ့ကိုအရှိန်ဟုန်နဲ့ရောက်သွားပါတော့တယ်သွေးတွေဖြာထွက်သွားတဲ့မြင်ကွင်းကိုကြည့်ပြီးဘေးကလူတွေကလည်းအားရပါရဟစ်ကြွေးအားပေးကြပါတယ်အခုတော့စပုံမှုနှစ်ယောက်ဟာတယောက်ကိုတယောက်ယုံကြည်မှုအပြည့်နဲ့လက်တွဲလိုက်ကြပါပြီနောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်ရဲ့တိုင်ပွဲအတွက်ပြင်ဆင်မှုတွေစတင်ပါတယ်စကိုင်းနဲ့ပေါ်ဟာတကယ်အသင်းဖော်ကောင်းတွေလိုဘေးချင်းရှင်ပြီးချက်ပြုတ်ကြပါတယ်စကိုင်းကရှေးဟောင်းသားအတုံးနှုံပညာရက်တွေအစားအသောက်ရဲ့ထိတွေ့မှုကိုဘယ်လိုခံစားရမလဲဆိုတာနဲ့ကိုယ့်ရဲ့လက်ကိုဘယ်လိုယုံကြည်ရမလဲဆိုတာတွေကိုသင်ပေးပါတယ်တစ်ဖက်မှာလည်းပေါ်ကခင်မီနည်းပညာတွေကိရိယာအသစ်တွေနဲ့ဟင်းပွဲပြင်ဆင်ပုံအသစ်တွေကိုပြန်လည်မျှဝေပေးခဲ့ပါတယ်ဦးလေးဟောင်ကလည်းသူတို့နှစ်ယောက်စလုံးကိုဖခင်တယောက်လိုအဆအဆအရာရာထောက်ပံ့ပေးခဲ့တာပေါ့မကြခင်မှာပဲနိုင်ငံတကာအချက်ပြုတ်ပြန်ပွဲကြီးစတင်มาတော့တယ်ကမ္ဘာတဝန်းကနာမည်ကြီးဇာတ်ပုံမှုတွေဟာကိုယ်နိုင်ငံကိုစားပြုပြီးစုယုံရောက်ရှိလာကြပါတယ်ပထမအဆင့်ပြန်ပွဲစာနဲ့တပြိုင်နက်ကွင်းတစ်ခုလုံးမှာဟင်းခတ်အမွှေးကြိုင်တဲ့တွေစီပူတန်တွေနဲ့စွပ်ပြုတ်အိုးကထွက်လာတဲ့အခိုးအငွေ့တွေနဲ့ပြည့်နေသွားပါတယ်။မာယိုကလည်းပြင်းထန်တဲ့စိတ်ဓာတ်နဲ့ဝင်ရောက်ရှင်ပြိုင်နေတာကိုတွေ့ရပါတယ်။ဟင်းပွဲတွေကိုတပွဲချင်းစီမိစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့စကိုင်းနဲ့ပေါ်လိုနှစ်ယောက်စလုံးဟာဘိုလူပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒိုင်လူကြီးတွေကလည်းသူတို့ရဲ့လက်ရာကိုကဘာပေါ်မှာစပုံမှုအနှဲငယ်တာလုံနိုင်တဲ့အံပွဲလက်ရာလို့ချီးကျူးခဲ့ကြပါတယ်။အဲ့ဒီညမှာသူတို့နှစ်ယောက်ဟာဗျူဟာတွေဆွေးနွေးကြပေမဲ့စီကံချက်အရမစ္စတာကိုရင်ဆိုင်ဖို့အတွက်တယောက်တည်းပဲတက်ခွင့်ရှိပါတယ်စကိုင်းကပေါ်ရဲ့ပကုံးကိုပုတ်ပြီးငါမင်းကိုအပြည့်အဝယုံကြည်တဲ့မင်းသူ့ကိုအနိုင်ယူနိုင်မှာပါလို့ဆိုပါတယ်ဒါပေမဲ့ပေါ်ကခေါင်းခါပြပြီးညှင်းဆိုလိုက်ပါတယ်မဟုတ်ဘူးမင်းပဲသွားတဲ့နဲ့မင်းသူ့ကိုရင်ဆိုင်ဖို့လိုတယ်လမ်းဘေးကစပုံမှုတယောက်ဟာအတော်ဆုံးဖြစ်လာနိုင်တယ်ဆိုတာကိုမင်းပဲတတိပြပေးပါငါအတွက်ကတော့အရသာမခံနိုင်ပဲဒီအဆင့်ထိရောက်လာတာတဲ့ငါရဲ့အောင်ပွဲဖြစ်နေပါပြီလို့ပေါ်ကပြောလိုက်ပါတယ်ဒီစကလုံးတွေကစကိုင်းအတွက်တော့အင်အားကြီးဆုံးတွန်းအားတစ်ခုဖြစ်သွားပါတော့တယ်နောက်ဆုံးမှာတော့စကိုင်းဟာသဘောတူလိုက်ပြီးသူတို့သားဖထိတ်တိုက်တွေ့မဲ့နေကိုရောက်ရှိလာပါပြီဘိုးလူပွဲမှာတော့သူတို့နှစ်ယောက်ဟာတနာရီအတွင်း9နှစ်သက်ရာဟင်းတပွဲကိုစိတ်ကြိုက်ချက်ပြုတ်ခွင့်ရမှာဖြစ်ပါတယ်မစ္စတာကိုကတော့ယုံကြည်မှုအပြည့်နဲ့တည်ငြိမ်စွာချက်ချင်းစတင်လိုက်ပေမဲ့စကိုင်းကတော့ပါဝင်ပစ္စည်းတွေကိုစိုက်ကြည့်ရင်ခိတ္တငြိမ်သက်နေခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့အတိတ်ကအမတ်တရားတွေတလိမ့်လိမ့်တက်လာပါတော့တယ်အဖေဖြစ်သူစွန့်ပစ်သွားပြီးနောက်တခြားကလေးတွေရဲ့လှောင်ပြောင်တာကိုခံခဲ့ရပုံအထီးကျန်မှုတွေငတ်မှုတွေနဲ့ညတိုင်းငူပြီးအိတ်ခဲရပုံတွေပေါ့ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကြားမှာသူ့ကိုအမြဲကူညီပေးခဲ့တဲ့တငယ်ချင်းတွေကိုလည်းပြန်တတိယလိုက်ပါတယ်စကိုင်းတယောက်အတိတ်ထဲမှာနစ်မိုးနေချိန်မှာပဲမစ္စတာကိုကစကိုင်းရဲ့မျက်နှာပေါ်ကိုရေအေးတွေနဲ့လှမ်းပက်လိုက်ပါတယ်အိမ်မက်ရောင်မှနေနေတော့လို့သူကဆိုပါတယ်ချက်တာစတော့မင်းတကယ်ပါလုံနိုင်လဲဆိုတာငါမြင်ချင်တဲ့အဲ့ဒီခါမှာတော့စကိုင်းဟာအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးတုံရီနေတဲ့လက်တွေကိုထိန်းကစတင်ချက်ပြုတ်ပါတော့တယ်သူဟာပတ်ဝန်းကျင်ကစူညံတန်တွေပြိသက်တွေနဲ့သူ့ဖေရဲ့ရှိနေမှုကိုပါအကုန်မေ့ဖြောက်ထားပြီးသူ့ရဲ့ဟင်းပွဲပေါ်မှာပဲအာယုံဆိုင်လိုက်ပါတယ်သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာတိကျလုံးနေပြီးဟင်းချက်နေတာထက်စာရင်ဝိညာဉ်ရေးရအမှုပညာတစ်ခုကိုဖန်တီးနေတယ်လို့မျိုးခံရလုံးနေပါတယ်မစ္စတာကိုရဲ့လက်တွေဟာဆယ်စုနှစ်နဲ့ချီတဲ့အတွေ့အကြုံတွေကြောင့်အမှားယွင်းမရှိတိကျလုံးနေပါတယ်သူဟာပကံပေါ်မှာအမှုပညာတစ်ခုလိုတောက်ပနေတဲ့အချို့ပွဲတစ်ခုကိုဖန်တီးလိုက်ပြီးတတ်မှတ်ချိန်တွင်းမှာတဲ့အပြီးတက်နိုင်ခဲ့ပါတယ်အဲ့ဒီဟင်းပွဲရဲ့အပြင်ဆင်ဟာအရန်ကိုတက်ရက်ခံရလုံးလာကြောင်းဒိုင်လူကြီးတွေဟာမြည်ဆန်းကြည့်ဖို့တောင်မအောင်နိုင်အောင်ဖြစ်နေကြတာပေါ့မကြခင်မှာပဲစကိုင်းလဲသူ့ရဲ့ဟင်းပွဲကိုအပြီးတက်လိုက်ပါတယ်ဒါပေမဲ့သူဟာဒိုင်လူကြီးတွေစီကိုသွားမဲ့စာဖခင်ဖြစ်သူရှိရစီကိုပဲခြေလန်းကျကျနဲ့ရှောက်သွားလိုက်ပါတယ်သူ့ရဲ့လက်ထဲမှာတော့ရိုးရှင်းလုံးနဲ့ခောက်ဆွဲတပံပြန်ပါလာပါတယ်ဒါဟာသူငယ်ငယ်ကအချိန်ပေါင်းရချီအောင်စူးစမ်းခဲ့ပေမဲ့ဖခင်ဖြစ်သူရဲ့စိတ်တိုင်းကြဖြစ်အောင်မလုပ်နိုင်ခဲ့တဲ့အဲ့ဒီခောက်ဆွဲပါပဲအဲ့ဒီတုန်းကသူ့ဖခင်ရဲ့အော်ဟစ်တန်တွေဟာမိဖို့ချောင်တေးသေးလေးထဲမှာအခုထိပဲတင်ထက်နေတော့မှစကိုင်းဟာတင်းငိမ်အေးဆေးတဲ့ဂုံတိတ်ခါနဲ့အတူခောက်ဆွဲပကံကိုမစ္စတာကိုရဲ့ရှေ့မှာချပေးလိုက်ပါတယ်သူဘာစကားမှမပြောပါဘူးအตาရပဲဦးညွတ်နှုတ်ဆက်လိုက်ပြီးနေရာကနေလှည့်ထွက်လာခဲ့ပါတယ်မစ္စတာကိုဟာတူကိုမြောက်ပြီးခောက်ဆွဲကိုတလုတ်မီးစမ်းကြည့်လိုက်တဲ့အခါမှာတော့တကိုယ်လုံးတောင့်တင်းသွားပါတော့တယ်ခောက်ဆွဲသားရဲ့နူးညံ့မှုအချိုးစားကြတဲ့အရာသာနဲ့အဲ့ဒီထဲမှာပါဝင်နေတဲ့ချက်ပြုတ်သူရဲ့စိတ်ဝိညာဉ်ဟာသူ့ကိုမြင့်တက်သွားစေခဲ့ပါတယ်ဒီခောက်ဆွဲတွေရဲ့အရာသာမှာငယ်ဘဝရဲ့လွန်မမှုတွေနာကျင်မှုတွေနဲ့တခါမှထုတ်မပြောဖြစ်ခဲ့တဲ့ချစ်ချင်းတရားတွေအားလုံးကိန်းအောင်နေပါတယ်မစ္စတာကိုရဲ့မျက်ဝန်းတွေဟာအံ့ဩမှုကြောင့်ဝိုင်းဆက်သွားပြီးအသက်ရှူတန်တွေလည်းတုန်လှုပ်လာပါတယ်ငါဒီလိုခောက်ဆွဲမျိုးတခါမှမစားဘူးလို့သူကတိုးတိုးလေးရေရွတ်လိုက်ပါတယ်စကိုင်းဟာလှည့်ကြည့်လိုက်ပြီးခက်အေးအေးပဲပြုံးလိုက်ပါတယ်တကယ်တော့သူဟာဆုလက်ကိုရယူဖို့ပြန်ခဲ့တာမဟုတ်ပါဘူးသူ့ကိုစွန့်ပစ်ခဲ့တဲ့ဖခင်ဖြစ်သူနဲ့သူ့ကိုသူတက်တည်ပြဖို့အတွက်ပဲလာခဲ့တာပါသူ့ဖေအထင်သေးခဲ့တဲ့လမ်းဘေးကစဖို့မှုလေးဟာအခုတော့ကပအဆင့်မီတဲ့စဖို့မှုကြီးဖြစ်နေပါပြီစကိုင်းဟာစိတ်အေးချမ်းစွာနဲ့စင်ပေါ်ကနေဆင်းသွားတဲ့အချိန်မှာတော့အနောက်မှာကြံခဲ့တဲ့မစ္စတာကိုဟာခောက်ဆွဲတွေကိုအငမ်းမရစားနေပါတော့တယ်ခောက်ဆွဲတလုတ်စားလိုက်တိုင်းသူမြုပ်နှံထားခဲ့တဲ့အမတ်တရားတွေကပြန်ပေါ်လာပါတယ်ရကားဝတ်မှာစောင့်နေတဲ့ကောင်လေးတယောက်ထဲငိုနေတဲ့ကလေးငယ်နာကျင်မှုတွေကြားကနေဟင်းချက်နေတဲ့သားဖြစ်သူစကိုင်းဘလောက်တောင်ခံစားခဲ့ရမလဲဆိုတာနဲ့ဘလောက်တောင်ရင့်ကျက်လာခဲ့ပြီလဲဆိုတာကိုနားလည်သွားတဲ့အခါမှာတော့မစ္စတာကိုရဲ့မျက်ဝန်းမှာမျက်ရည်တွေပြည့်ရှံလာပါတော့တယ်ပွဲကြီးပရိသတ်တွေအားလုံးကလည်းတိတ်ဆိတ်စွာကြည့်နေကြရင်စကိုင်းဟာမစ္စတာကိုရဲ့သားအရင်ဖြစ်မှန်းသိသွားကြသလိုမစ္စတာကိုကိုယ်တိုင်လည်းဒါကိုနောက်ဆုံးမှလက်ခံလိုက်ရပါပြီပြိုင်ပွဲပြီးဆုံးချိန်မှာတော့စကိုင်းဟာသူချစ်တဲ့ဘဝလေးစီကိုပြန်ရောက်လာပါတယ်။တင်းငယ်တဲ့မိဖို့ချောင်လေးထဲမှာရေမောတန်တွေစီပူတန်တွေနဲ့ပြန်လဲစီကားနေတာပေါ့။စကိုင်းနဲ့သူ့တငယ်ချင်းတွေဟာပတ်ဝန်းကျင်ကလူတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ဟင်းတွေတီခင်းကျွေးမွေးနေကြပါတယ်
အခုဆိုရင်ပေါ်ဟာလည်းတစ္ဆာဖောက်တွေရဲ့လက်ကနေလွတ်မြောက်ပြီးသူတို့နဲ့အတူအေးအေးချမ်းချမ်းအလုပ်လုပ်နေပါပြီ။အဲ့ဒီအချိန်မှာပဲဦးလေးဟောင်ကလူအားလုံးရဲ့ရှေ့မှာမတ်တက်ရက်ပြီးဂုဏ်ယူစွာနဲ့ကြီးညာလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဆိုင်လေးဟာတက်တန်း30ပြည့်ခဲ့ပါပြီ။ခင်ဗျားတို့ရဲ့ယုံကြည်မှုနဲ့အားပေးမှုတွေကြောင့်ဒါကျွန်တော်တို့အရာအားလုံးကိုကြော်ဖြတ်နိုင်ခဲ့တာပါ။ကျွန်တော်တို့ရဲ့အိမ်မက်ကတော့အမြဲတမ်းအတူတူပါပဲ။အဲ့ဒါကတော့မိသားစုတိုင်းစားနိုင်မဲ့ဈေးနှုန်းနဲ့အကောင်းဆုံးလက်ရာတွေကိုတေခင်းအခမ်းဖို့ပါပဲလို့ပြောဆိုရင်ဇလန်လေးကတော့ပြီးဆုံးသွားပါပြီ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe ပါလေးလုပ်ပြီးအားပေးခဲ့လို့ရပါတယ်